ကြော်ကြီးကအစမှာတော့ slot game အပျော်ကစားတာပါပဲလို့ထင်ခဲ့တယ်1000-2000ကျပ်လောက်နဲ့စပြီးကစားတဲ့တစ်ခါတလေနိုင်သွားရင်စိတ်တွေထကြွလာတယ်ငါကန်ကောင်းတာပဲလို့ကိုယုံကြည်လာတယ်ဒါပေမဲ့ကံကောင်းမှုကမကြခင်ပဲပြီးသွားတယ်နိုင်ကျင်တဲ့စိတ်ပြန်ရကျင်တဲ့စိတ်ကကြော်ကြီးကိုမရက်မနာကစားခိုင်းတယ်လစာကုန်စုထားတဲ့ငွေကုန်မိဘတွေကိုလိမ်ပြီးချေးတဲ့ငွေပါကုန်သွားတယ်ဖုန်းကင်ရင် slot game အိပ်ရပေါ်လဲ slot game မနဲ့ထားလဲ slot game နောက်ဆုံးတော့ဘဝကိုတော့မမြင်နိုင်တော့ဘူးငွေတစ်ချက်မှမကျန်တော့တဲ့ညတစ်ညမှာပဲကြော်ကြီးကလမ်းဘေးထိုင်ပြီးမိုးရွာတန်ကိုနားထောင်ရင်မျက်ရည်ကျလာတယ်ငါဘာလို့ဒီလောက်မိုက်တာလဲမိဘတွေကိုဘလို့မျက်နှာပြမလဲလောကကြီးကိုစိတ်ကုံသွားတဲ့လူဖြစ်နေရတာကိုပါမုန်းလာတယ်အဲ့ဒီအချိန်မှာပဲလမ်းဘေးဖုန်ကြီးကျောင်းလေးကဖះရှိခိုးတန်လေးကိုကြားလိုက်ရတယ်ကြော်ကြီးကမတိမတာဖုန်ကြီးကျောင်းထဲဝင်သွားတယ်အလင်းမရှိတဲ့စိတ်ထဲမှာမိတစင်းထုံးလာတယ်လို့ခံစားရတယ်အေးချမ်းတယ်ငြိမ်းချမ်းတယ်နောက်နေ့ May you find ကြော်ကြီးက peace ဆ and ရာတော်ရှိ wisdom. မှဒူးထောက်ပြီးပြောတယ်ဖះတပည့်ဘဝမှာခဲ့ပါပြီလောကကြီးကိုမယုံတော့ပါဘူးစိတ်ကိုတန့်စင်ခြင်းပါတယ်ဒီလိုနဲ့ကြော်ကြီးကဖုန်းကြီးဝတ်သွားခဲ့တယ်အဝတ်အစားကရိုးရိုးရှင်းရှင်းအစားတောက်ကလွယ်လွယ်ကူကူဖုန်းလည်းမရှိတော့ဘူးဆလော့ဂိမ်းကဆွဲချခဲ့တဲ့စိတ်ကိုလည်းတရားတွေရှုမှတ်ပြီးမေးဖြောင်းနိုင်ခဲ့တယ်အချိန်ကြာလာတော့ကြော်ကြီးဟာလူငယ်တွေကိုပြောပြတတ်လာတယ်ပတ်စံဆုံးတာထက်ကိုယ်စိတ်ဆုံးသွားတာကပိုကြောက်ဖို့ကောင်းတယ်လို့အဲ့ဒီနေ့ကစပြီးသူ့ဘဝဟာမနိုင်မရှုံးတဲ့ slot game တည်းမဟုတ်တော့ဘူးကိလေသာတွေကင်းစင်ပြီးစိတ်ငြိမ်းချမ်းမှုထဲမှာပဲဖြစ်သွားခဲ့တယ်